ပတ်စံငွေကြေးဓနနဲ့ပြည့်စုံရင်ဓနကိုအမိပြုပြီးတော့ရိုင်းပြကြယာရုဂုံသိမ်ရှိတာဆိုရင်ယာရုဂုံသိမ်ကိုအမိပြုပြီးတော့ရိုင်းပြကြပညာဂုံကိုအကြောင်းပြုပြီးတော့လဲရိုင်းပြကြအလမန်တို့ဒနမန်တို့လို့ဆိုတာမာနတွေတက်ကြတက်ပြီးတော့ရိုင်းပြကြတာအဲ့ဒီလိုရိုင်းပြပြီးတော့မရင်မကြေးဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားဆုံးမတယ်ဆိုတာအခုခေတ်တော့ဆုံးမတယ်ဆိုတာရိုက်ဆုံးမတာလည်းရှိတယ်မြတ်စွာဘုရားကရိုက်ဆုံးမတာမဟုတ်ဘူးနားလည်အောင်သဘောပေါက်အောင်အသိဉာဏ်ရပြီးလိမ္မာရင်ကျေးတော့အောင်ဆုံးမရိုင်းဆိုင်တဲ့ပုဂ္ဂိုလ်ယဉ်ကျေးသွားတယ်ဒေါသခက်ထန်တဲ့ပုဂ္ဂိုလ်ဟာမေတ္တာတက်ရောက်သွားတယ်ဒီလိုဆိုလိုတာသိုးသွမ်းတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းမွန်သွားတယ်အဲ့ဒီလိုဆုံးမတတ်တဲ့ပုဂ္ဂိုလ်ကိုဆုံးမတယ်ဆိုတဲ့အချိန်မှာမြတ်စွာဘုရားဟာအသာဆုံးပဲ